မင်္ဂလာပါရှင်ဆမ်မတော့အင်္ဂဝီဇာနေတိုက်တက်စင်ဆရာမဒေါ်ထက်ရည်အောင်မဖြစ်ပါတယ်ဆမ်မယခုဝေမျှပေးမယ့်ဗီဒီယိုဖိုင်လေးကတော့စိုင်ပြိုင်နေပဲဖြစ်ဖြစ်အင်းနီနာချင်းအပြိုင်အဆိုင်နေပဲရှိဖြစ်အတိုက်ခံအရန်များတဲ့သူတွေကြောင့်စိတ်ညစ်နေရတဲ့သူတွေအတွက်အတိုက်ခံလေးတွေဖြေပြောက်စေတဲ့ရေရာပဲဖြစ်ပါတယ်ငွေကုန်ကြီးကြလည်းမရှိပါဘူးအချိန်လည်းအများကြီးမပေးရပါဘူးဆမ်မကပေါ့နော်ဗီဒီယိုဖိုင်လေးတွေဝေမျှပေးတယ်ဆိုရင်ဆမ်မရဲ့ပရိသတ်များကိုမိတ်ဆွေများကိုငွေကုန်ကြီးကြနည်းစေတော့ရေရာလေးတွေကိုပဲဝေမျှပေးနေကြပါဆမ်မတင်နေကြဗီဒီယိုဖိုင်လေးတွေကိုစင်ဆက်မပြတ်ကြည့်ရှုအားပေးနိုင်ရအတွက် like ရ follow လေးလုပ်ရင်းနဲ့ကြည့်ရှုအားပေးသွားကြပါအောင်เนาะအဲ့တော့ဆိုင်ပြိုင်ဆိုတာကလုပ်ငန်းတူလို့ပြိုင်တာဆိုင်ရောင်းတဲ့ကုန်ရင်တူလို့ပဲဖြစ်ဖြစ်တချို့ကရောင်းကုန်မတူတက်တက်မဲ့ကိုပြိုင်နေတာအိန္ဒိယချင်းမှာလည်းအတူတူပဲသူ့တဲ့တာမနာလို့အတိုက်ခံလေးအရန်ပေါ်တယ်စောင်းတယ်ချိတ်တယ်ပြိုင်ဆိုင်တယ်စိတ်ညစ်ရတယ်စိတ်ဒုက္ခပေးတယ်အဲ့လိုမျိုးအပြိုင်ဆိုင်အတိုက်ခိုက်တွေကိုပြေပြောက်စေတဲ့ရေရာလေးပါเนาะအဲ့တော့ရေရာလေးပြုတ်လို့ပုံကအရန်မခက်ပါဘူးအခုလိုမျိုးပေါ့เนาะဒါဖန်ကွယ်လေးတစ်လုံးလိုတယ်ဒါဖန်ကွယ်လေးတစ်လုံးအဲ့ဒီဖန်ကွယ်လေးတစ်လုံးနဲ့စက်သူနီဥလေးတစ်လုံးလိုပါတယ်ဒါဆ iam ဆိုလည်းနေတိုင်းထွန်းနေပေါ့နော်ဒီကျက်တုံနီလေးအညောင်လေးတောင်ထွက်နေပြီပေါ့နော်အဲ့တော့ဒီကျက်တုံနီတစ်လုံးလိုတယ်ဖန်ကွယ်လေးတစ်လုံးလိုတယ်အဲ့တော့ပြုတ်လုံးရမယ့်ပုံစံအဲ့လိုဖန်ကွယ်လေးထဲမှာကျက်တုံနီအလေးလေးတစ်လုံးထည့်လိုက်မယ်ထဲတဲ့နေရာမှာဒီလိုအမြင့်ကလေးကအောက်ကထားပြီးတော့အပေါ်ကအညောင်လေးကအပေါ်ကတင်ပြီးတော့အဲ့လိုလေးထည့်ရမယ်ထည့်ပြီးသွားပြီဆိုတာနဲ့ဆ iam ပြောပြမယ်နော်ဒီလိုမျိုးလေးပေါ့နော်အမွှေးတိုင်လေးနှစ်တိုင်ကိုအမွှေးတိုင်ကဘာရောင်နေထွန်းလို့ရတယ်နော်အမွှေးတိုင်လေးနှစ်တိုင်ကိုဒီလိုကျက်သွန်လေးရဲ့ဘေးတစ်ပတ်တစ်ချက်လေးမှာထွန်းပေးပါအဲ့ဒါလေးကိုဖန်ကွယ်လေးနဲ့ထည့်ပြီးတော့ဒီလိုပုံစံမျိုးလေးဆရာမတော့မနေ့တစ်ချိန်ညတစ်ချိန်ထွန်းပေးတယ်ပေါ့နော်အဲ့တော့ဒီရရာလေးကငွေကုန်ကြီးကြလည်းမများဘူးအချိန်လည်းအများကြီးမပေးရဘူးပြုလုပ်ရမယ့်အချိန်ကလည်းမိမိအားတဲ့အချိန်မှာတစ်နေ့တစ်ချိန်တော်၎င်းနှစ်ချိန်တော်၎င်းပြုလုပ်ပေးခြင်းဖြင့်အပြိုင်ဆိုင်အတိုက်ခိုက်တွေကိုကြော်လွှားစေနိုင်ပါတယ်ဆမ်မအခုဝေမျှပေးတဲ့ဗီဒီယိုဖိုင်လေးက9ရက်သားသမီးအပေါင်းအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆမ်မရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးသွားကြတော့ဆမ်မရဲ့မိတ်ဆွေများစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေသွားလန်းတာလို့လန်လန်းဖြောင်းပြီးရောင်းမှန်းတာလို့ဝယ်ပန်းလှကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်ပါရစေရှင်ကျေးဇူးအများကြီးတင်ပါတယ်